ပြောင်းလဲဆိုတာစင်ကုန်မှုအသက်တစ်ခုလိုက်ဖြစ်ပါတယ်ဘာအောင်တီးရတောက်ဖူးလားတောက်ဖူးတယ်အောင်တီးကိုချိုပြီးမသိနိုင်မမြင်နိုင်တဲ့အခွင့်အရေးတွေအောင်မြင်မှုတွေကိုယ့်ရဲ့ဘဝအမြင်အတွေ့အခေါ်တွေကိုပြောင်းလဲပြနိုင်မယ်မိတ်ဆွေတငယ်ချင်းတွေကဆုံးကြနိုင်ပါတယ်ဖဲလေပြေတော့ဘဝမှာအတက်ကြအနေအမြင့်ဆိုတော့တမီးရှင်မလာရအပြောင်းလဲမလွဲမသွေရင်ဆိုင်ရမယ့်အရာတွေပါပဲဖြစ်မလာတဲ့ဖြစ်ပြက်လာအများကြီးအရာကြောင့်တစ်ခုခုကြောင့်သူရာကိုဖြစ်